မိမိတို့လူအခုတ်ခံရပြီးစံသိန်းနဲ့ကြော်သိန်းပြန်တတိဝယ်လာပြီးပြပြတလဲဖြစ်ပြီးဒါကိုစီဆွဲကဒေါသတကြီးမတက်ထားရကြတယ်သူတို့အဲ့ဒီလိုမတက်ထားရလိုက်တာနဲ့ရဲကြီးအေးကျော်မြင်းမီငကြောက်တို့ကလှုပ်လှုပ်ရွရွဖြစ်သွားကြတယ်ဝင်းအောင်ကတော့ဂယုကိုမဆိုင်ဘူးခက်အေးအေးပင်မိမြအေးတလဲဆိုဓာမပင်နေတဲ့သွေးတွေကိုလက်နဲ့တုပ်ပြီးသူ့စပင်နဲ့တုပ်လဲနေတော့တယ်အဲ့ဒီနောက်ရဲကြီးတို့၄ယောက်တယောက်မျက်နှာတယောက်ကြည့်ပြီးတော့ပြန်တူကောင်းရိပ်ပြားရိပ်ဝင်းအောင်နောက်ကနေအမြန်ပြေးထွက်လာပြီးဝင်းအောင်ရှိမှပိတ်ရလိုက်ကြတယ်သူတို့အဲ့လိုလုပ်လိုက်တဲ့အတွက်စံသိန်းနဲ့အေးကျော်ရှေ့ကိုရုတ်တရက်မတိုးရဲဖြစ်သွားတယ်ဟဲ့အောင်နေဒါပါလောက်တာလဲလေးဖြစ်လို့ငါရှေ့မှာလာပြီးတော့ပိတ်ရနေရတာလဲကွခုချက်ချင်းဖယ်ကြစမ်းဝင်းအောင်ကဘန်းပါပါနဲ့အမိတ်ပေးတယ်ရဲကြီးတို့၄ယောက်ကမဖယ်ဘူးလက်ထက်ကဓားတွေကိုအသက်အနေထားပြောင်းကင်ပြီးစံသိန်းနဲ့အေးကျော်ကိုခတ်တီတီကြည့်နေကြတယ်စံသိန်းနဲ့ကျော်သိန်းကလည်းသူတို့ကိုဒေါသမျက်လုံးတွေနဲ့မျက်တောင်မခတ်တန်းစိုက်ကြည့်နေကြတယ်ဒါအပြင်လက်ထက်ကဓားတွေကိုလည်းကြက်ကြက်ပအောင်စုပ်ကင်ထားကြတယ်ဟဲ့အောင်လေမင်းတို့ကိုဖဲလို့ငါအမိတ်ပေးနေတယ်လေမင်းတို့နားမလဲကြဘူးလားမကြဘူးလားမကြဘူးအကုန်မဖဲနိုင်ဘူးရဲကြီးကနောက်ကိုစက်ကနေလှည့်ပြီးတော့မကြောက်မလန့်နဲ့ပြန်ပြောတယ်ဘာကွာသူအမိတ်ပေးတာကိုစက်ကူးမဆိုင်ပဲပြန်ခံပြောတဲ့အတွက်ဝင်းအောင်ဒေါသထောင်းကနေထွက်ပြီးတော့တရိုးကိုကြစ်ကြစ်ပအောင်စုပ်ကိုင်းလိုက်တယ်ဒေါသစိတ်ကြောင့်မျက်နှာတစ်ခုလုံးမြင်မြန်သွားတယ်ဟုတ်တယ်အကိုမဖဲနိုင်ဘူးကျုပ်တို့ဖဲရင်ဒီကောင်တွေအကိုကိုတစ်ခုခုလုံးမှာအကိုဘာမှဖြစ်လို့မရဘူးအဲ့ဒါကြောင့်ကျုပ်တို့မဖဲနိုင်ဘူးအကိုအသားကိုထိချင်ရင်ဒီကောင်တွေကျုပ်တို့အလောင်းကိုကြော်ပြီးမှထိလို့ကြမယ်ဗျကျော်အေးကပါမကြောက်မလန့်နဲ့ဝင်ပြောတယ်အေးကျော်စကားဆုံးတာနဲ့စောစောကထွက်နေတဲ့ဝင်းအောင်ရဲ့ဒေါသတွေဘယ်ကိုရောက်သွားမှမသိလွင်းစင်သွားတယ်အေးကျော်ပြောတာတိတ်မှန်တဲ့ကိုအကိုကိုထိချင်ရင်ဒီကောင်တွေကျုပ်တို့အလောင်းကိုကြော်ပြီးမှထိလို့ကြမယ်ဒါကြောင့်ဒီတစ်ချိန်တော့ကျုပ်တို့အကိုစကားကိုနားမထောင်နိုင်တော့ဘူးဒီတော့မဖဲနိုင်ဘူးအကိုမကျေနပ်ဘူးဆိုရင်အိမ်ရှိရောက်မှကြိုက်တဲ့အပြစ်ပေးပြကျုပ်တို့တင်းတင်းနဲ့နဲ့ကြီးခံရမယ်ရဲကြီးကလက်ထဲကဓာတ်ကိုဝင်ပြီးပန်းပါပါပြောလိုက်တယ်တပည့်တွေစီကအခုလိုစကားမျိုးကြားလိုက်ရတော့ဝင်းအောင်အကျဉ်းကြီးကျဉ်နေသွားတယ်ဒါကြောင့်အားရပါရပြုံးပြီးတဲအားကိုရတဲ့ကောင်းနေပါလားဒါမှဝင်းအောင်ကောင်းနေကွငါလူရေးမမခဲ့ဘူးပဲအဲ့ဒီလိုဝင်ကြားကုန်ယူစားပြောလိုက်တယ်အဲ့ဒီနောက်မှာဝင်းအောင်ကရှေ့ကိုတိုးပြီးရဲကြီးပကုံးကိုနောက်ကနေလက်နဲ့ကင်ပြီးငါကောင်ကြီးစိတ်လျှော့မင်းကောင်နေငါအသားကိုထိဖို့မပြောနဲ့ငါအနာကိုတောင်လာကတ်လို့မစဘူးကွာဝင်းအောင်ကဘာကောင်လဲစားဘယ်လောက်ရှိတယ်ဆိုတာမင်းတို့အသိဆုံးပါဒီတော့မင်းဘေးခဏဖယ်ပြီးတော့အေးစစ်စစ်နေလိုက်အောင်ငါဒီကောင်နေနဲ့စကားနည်းနည်းပြောလိုက်အောင်မယ်ကွာအဲ့ဒီလိုလေးတန်းအေးအေးလေးနဲ့တခွန်းချင်းပြောတယ်ဆရာဖြစ်သူအကြောင်းကိုကောင်းကောင်းသိနေတာကြောင့်ရဲကြီးကောင်းနေပြီးဘေးဖယ်ပေးလိုက်တယ်ဒီတော့မှဝင်းအောင်ကရှေ့ကိုထွက်လာပြီးလက်ထက်ကငှက်ကြီးတောင်ဓာတ်ကိုပကုံးပေါ်မှာအသာတင်ပြီးစံသိန်းနဲ့ကျော်သိန်းရဲ့မျက်နှာကိုခတ်တီတီကြည့်တယ်စံသိန်းနဲ့ကျော်သိန်းကလည်းလက်ထက်ကဓာတ်တွေကိုအသက်နေထားကန်ပြီးသူ့ကိုခတ်တီတီပြန်ကြည့်ကြတယ်အဲ့ဒီနောက်ဝင်းအောင်ကအကြည့်ကိုလွဲပြီးမောင်အေးမျက်နှာကိုကြည့်တယ်အဲ့ဒီနောက်ဓာတ်နဲ့အခုတ်ခံထားရတဲ့မောင်အေးရဲ့ဘဲဘဲလက်မောင်းကိုကြည့်တယ်မောင်အေးကသူ့ဘဲဘဲလက်မောင်းကိုညာလက်နဲ့အုပ်ထားတယ်အဲ့ဒီလိုအုပ်ထားတဲ့ဂျားကလည်းသွေးတွေကမြင်းမြင်းပေါ်ကိုတစ်ဆက်ဆက်ကျနေတယ်ဝင်းအောင်မဲပြုံးတစ်ချက်ပြုံးလိုက်တယ်အဲ့ဒီနောက်မှာဟဲ့အောင်မင်းလက်ကိုငါဓာတ်နဲ့ခုတ်မိတဲ့အတွက်တောင်းမှန်နေကွာစိတ်မရှိနဲ့ဘလို့မှလည်းမအောင်မနဲ့ငါလက်ကအဲ့လိုပဲကွာတခုခုဆိုတိတ်မြန်တာပျက်စီးလက်လိုက်တဲ့အတိုင်းပဲကွာအဲ့ဒီလိုခတ်တီတီပြောတယ်မောင်ကြီးဘာမှပြန်မပြောဘာမှလည်းပြန်မလုပ်ဘူးကြောက်ရွံ့ပြုတ်လို့မလုံမရှက်ပဲငြိမ်ပြီးတော့အခုတ်ခံထားရတဲ့ဘဲဘက်လက်မောင်းကတာတက်ရာကိုညာလက်နဲ့အုပ်ပြီးတော့ဝင်းအောင်ကိုစားမတက်ဝါမတက်မျက်လုံးတွေနဲ့စိုက်ကြည့်နေတယ်အဲ့ဒီနောက်ဝင်းအောင်ကသာဆက်ပြောပြန်တယ်ဟဲ့အောင်ဆောက်ကလေးမင်းစောက်စစ်နေများဝင်းအောင်လူကောင်ကိုဓာတ်နဲ့ထိအောင်ခုတ်ချင်တယ်ဟုတ်လားဖင်ခံလိုက်လေမင်းလက်သက်တယ်လင်းနေဆိုတာငါအိတ်နေတယ်လို့ပဲရှိတယ်ကွနောက်ကိုဝင်းအောင်ကိုထိအောင်ခုတ်ချင်တယ်ဆိုရင်မင်းလက်ဒီထက်သွက်အောင်လို့အရင်လေးကျင်လိုက်အောင်ပြီးမှလာခုတ်ဒါမှမဟုတ်ရင်တော့ဝင်းအောင်ဓာတ်ချက်မိပြီ
မင်းကောင်းတဲ့ကိုအိုးစားကွဲသွားမယ်ကွဝင်းအောင်ကဓာတ်နဲ့ရွေးပြီးတော့မှန်ပါပါပြောတယ်ဝင်းအောင်ရဲ့စောက်ကြီးစောက်ကျဲစကားကြောင့်မောင်အေးဒေါသပိုထက်သွားတယ်အဲ့ဒါကြောင့်လက်ထက်ကဓာတ်ကိုကြစ်ကြစ်ပအောင်ဆုပ်ပြီးအန်ကိုတင်းတင်းကျိတ်ပြီးတော့ခွေးမသာဖင်တော်တော်ရားနေတယ်လို့ပြောပြီးတော့ဓာတ်နဲ့နောက်တစ်ချိန်ပြေးခုတ်တယ်ဒီတစ်ချိန်မှာတော့ဝင်းအောင်ကမချောင်တိန်တော့ပဲတီတီငိမ့်ငိမ့်နဲ့မောင်အေးရဲ့ဓာတ်ချက်ကိုသူ့ဓာတ်နဲ့ကာစီးပြီးတော့ရမက်ကိုခြေထောက်နဲ့စောင့်ကန်လိုက်တယ်ဝင်းအောင်ကန်ချက်ထိပြီးမောင်အေးနောက်ကိုလွင့်ပြီးဟန်ချက်နှဲငယ်ပြတ်သွားတယ်အဲ့ဒီခိုင်ဝင်းအောင်ကလင်းလင်းမြန်မြန်ပြန်လှုပ်ရှားပြီးမောင်အေးမျက်နှာကိုဓာတ်နဲ့လွှဲခုတ်တယ်ရုတ်တရက်မလို့မောင်အေးမချောင်တိန်နိုင်ခဲ့ဓာတ်ချက်ကဘဲဘက်ဘားတက်တက်ကိုထိပြီးဟက်တက်ကွဲပြီးချက်ချင်းဆိုသလိုသွေးတွေဖြာကနေထွက်လာတယ်တစ်စက်တည်းမှာပဲအားဆိုပြီးတော့မောင်အေးရဲ့အော်တန်နယ်ကြီးကထန်တော်တစ်ခုလုံးဖုံးလန်းသွားတော့တယ်အဲဒီနောက်ဝင်းရောင်ကမောင်အေးစံဘက်ကိုချက်တော့နဲ့နောက်တစ်ချိန်စောက်ကန်တယ်မောင်အေးမြေပြင်ပေါ်လဲကျသွားတယ်ဒီတော့မှဝင်းရောင်ကမောင်အေးရဲ့လမ်းမျိုးကိုချက်နောက်နဲ့အာပပါတက်နေပြီးအောင်နိုင်သူပြီးပြီးတဟားဟာအော်ရည်တယ်မျက်စိတမက်ရဲ့အတွင်းမိမိတို့လူဝင်းရောင်ချက်တော့အောက်ကိုရောက်သွားမှန်းမသိရောက်သွားတာကြောင့်စံသိန်းနဲ့ကြော်တင်ရက်ကြည့်နေုံကလွဲပြီးတော့ဝင်းရောင်ကိုဘာမှသွားလို့မကြတော့ဘူးတကယ်လို့သွားလို့မယ်ဆိုရင်လည်းလွယ်မယ်မဟုတ်ဘူးဝင်းရောင်နောက်မှာဆက်နေတဲ့ရဲကြီးတို့၄ယောက်နဲ့အရင်ဦးဆုံးရင်ဆိုင်ရမှာအမှန်ပါဟဲ့အောင်ဝင်းအောင်မင်းတာပါတဲ့ပေါ်လေမင်းတို့နဲ့ငါတို့ကတစ်ဖွဲ့တည်းသားချင်းနေမဟုတ်ဘူးလားကွတစ်ဖွဲ့တည်းသားချင်းအချင်းချင်းကိုအဲ့လောက်ထိလှုပ်ရှားလို့လားကွမင်းလှုပ်ရက်တွေကတော်တော်တရားလွန်နေပြီနော်ကြည်ကောင်းလို့ကြည်နေတယ်များထင်းမနေနဲ့စံသိန်းကဒေါသတကြီးပြောတယ်ဘာရဲ့ကြောင့်မသိဝင်းအောင်မဲပြုံးတစ်ချက်ပြုံးရင်ပြုံးလိုက်တယ်အဲ့ဒီနောက်ဟဲ့အောင်ခွေးမသားမင်းစောက်စကားကိုပြန်ပြောလိုက်စမ်းဘာဖြစ်လို့ငါလှုပ်ရက်တွေကတရားလွန်တာလဲဒီကိစ္စငါဘက်ကအရင်မားတာမဟုတ်ဘူးကွမင်းတို့ဘက်ကလူကအရင်မားတာမင်းတို့လူငါ့ကိုဓာတ်နဲ့ခုတ်ဖို့ပြေးလာတာကိုမင်းစောက်လုံးနဲ့ပြန်ပတ်လားဘာလဲငါ့ကိုဓာတ်နဲ့ခုတ်ဖို့ပြေးလာတဲ့သူကိုငါပြန်မခုတ်ဘဲနဲ့လက်ပိုက်ပြီးတော့ပြုံပြုံကြီးကြည့်နေရမှာလားကွငါနေရာမှာမင်းတို့ဆိုလေဒီလိုပဲလုပ်မှာပဲမလားမေလိုတွေကိုလို့ရက်ကတော့တရားတယ်သူများလို့တော့မတရားဘူးပေါ့ဟုတ်လားအဲ့ဆောက်ချုံမျိုးဝင်းအောင်ကိုလာမချုံနဲ့ဝင်းအောင်ကအဲ့လိုပြောပြီးမောင်အေးလေမျိုးကိုတတ်နေထားတဲ့သူ့ခြေထောက်ကိုပြန်ညုံလိုက်တယ်အဲ့ဒီကဝင်းအောင်အနာကိုညိုကြီးကောင်နေအားလုံးဒုတ်သားလက်နဲ့ကိုစီကမ်းပြီးအပြေးရောက်လာကြတယ်အကိုဘာဖြစ်သွားသေးလဲအော်တန်ကြားလို့ကျုပ်တို့လာခဲ့တာညိုကြီးကောင်တကောင်ကစိုးရိမ်တကြီးတဲ့မေးတယ်ဘာမှမဖြစ်ပါဘူးကွာကလေးတွေနဲ့အပျော်ရန်ဓာခုတ်တန်ကစားနေတာအဲ့တော့မတော်တဆမျက်နှာကိုရှက်ထိမိလို့ထအော်တာစောစောမင်းတို့ကြားလိုက်ရတဲ့တန်ကအဲ့ဒီရဲ့တန်ပဲဘယ်လိုလဲနားထောင်ကိုကောင်းရဲ့လားကွဝင်းအောင်ကခက်ပြုံးပြုံးမိတယ်ကောင်းတယ်ကိုကောင်းတာမှရိုးရိုးကောင်းတာမဟုတ်ဘူးတိတ်ကိုနားထောင်လို့ကောင်းတာဖြစ်နိုင်ရင်နောက်တစ်ခေါက်လောက်တောင်ထပ်ပြီးတော့ကြားချင်တယ်ဗျမဖြစ်နိုင်ဘူးဆိုတာမရှိပါဘူးကွာမင်းတို့နားထောင်ချင်တယ်ဆိုရင်ထပ်ကြားစေရမယ်ဝင်းအောင်ကပြောပြောစောစောနဲ့ဓာတ်နဲ့အခုတ်ခံထားရတယ်မောင်အေးရဲ့ဘဲဘက်လက်မကိုချက်တော့နဲ့အားကုန်တန်တင်လိုက်တော့တယ်အလွန်နာကျင်လွန်းတာကြောင့်မောင်အေးအသက်ကုန်အော်တယ်ထိုအတန်ကိုဝင်းအောင်တို့အားလုံးနားရတာခံပြီးတော့နားထောင်နေကြတယ်မိမိမျက်စိတင်အကိုဖြစ်သူမောင်အေးအဲ့ဒီလိုခံနေရတာကိုမြင်ပြီးတော့ကြော်တင်ဒေါသကိုဘလို့မှထိန်းချုပ်လို့မရတော့ဘူးအဲ့ဒါကြောင့်လက်ထက်ကဓာတ်ကိုကြစ်ကြစ်ပေါင်ဆုပ်ပြီးရှေ့ကိုထက်မဲလို့စံသိန်းကလက်ကိုအချိန်မီဆွဲထားပြီးတော့ဟန့်ထားလိုက်တယ်ကြော်တင်ကနားမလည်နိုင်ဖြစ်ပြီးဘာလို့ကျုပ်ကိုတားရတာလဲလို့အဲ့လိုအကြည့်မျိုးပြီးစံသိန်းမျက်နှာကိုအတိတ်ပဲပါကြည့်တယ်ထိုအကြည့်ရဲ့အတိတ်ပဲကိုနားလဲတာကြောင့်စံသိန်းကသွားမလို့နဲ့ငါကောင်အချိန်တွေတီထက်ပိုဆိုးကုန်မယ်ဆိုတဲ့အမူအရာမျိုးတွေကောင်းရမ်းပြတယ်အဲ့ဒီနောက်တော်သိန်းရဲ့ရွက်နာကိုကပ်ပြီးဘသူမှမကြားစိတ်လို့တော့တန်နဲ့စကားနှင်းငယ်ပြောလိုက်တယ်ဒီတော့မှကြော်သိန်းငြိမ်ကျသွားပြီးမကြေမနက်နဲ့တောက်တစ်ချက်ခပ်ပြင်းခောက်လိုက်တယ်ထို့သောဖြင့်နောက်တောက်လောက်ကြာမှဝင်းအောင်ကခြေထောက်ကိုပြန်ရောပြီးစံသိန်းမျက်နှာကိုခတ်တီကြည့်ပြီးမင်းကြီးကိုငါခုလိုခုထိလျက်လုံးလိုက်ရတဲ့အတွက်စိတ်မကောင်းဘူးကွာနောက်ပြီးဒီပွဲမှာမင်းတို့ရဲ့ကြားချင်းထုံးလာအဆွဲကျိုးပြီးတော့သွေးတန်တရဲရဲနဲ့သတိလစ်သွားတဲ့အတွက်လဲငါတကယ်စိတ်မကောင်းကွာနောက်ပြီးမင်းတို့ငါတို့ရဲ့ရန်သူတော်ကြီးညိုကြီးကိုငါလက်နဲ့ငါတယောက်တည်းတက်ခွင့်ရလိုက်တဲ့အတွက်လဲစိတ်မကောင်းဘူးအဲ့ဒါတွေထားပါကွာ
ငါတော်တော်နဲ့လူရင်းပဲပြောမယ်မင်းတို့ငါတို့ရဲ့ရန်သူတော်ညိုကြီးလဲသေပြီဆိုတော့ဒီနေ့အစပင်မင်းတို့နဲ့ငါတို့ကြားဘာပတ်သက်မှုမှမရှိတော့ဘူးမင်းတို့လည်းမင်းတို့ဟာမင်းတို့အေးစိမ့်နေငါတို့လည်းငါတို့ဟာငါတို့အေးစိမ့်နေမယ်မင်းတို့အလုပ်လည်းငါတို့ဝင်မရှုပ်ဘူးအေးငါတို့အလုပ်ကိုလည်းမင်းတို့ဝင်မရှုပ်နဲ့ငါပြောသလိုမနေဘူးငါပြောသလိုမလုပ်ဘူးဆိုရင်တော့မင်းတို့နဲ့ငါတို့ညှိမှာကွအဲ့ဒီခါကျရင်တော့ငါတို့ကညာတာမှာမဟုတ်ဘူးနော်တကယ်တွေ့မှာငါပြောချင်တာလဲပြောပြီးပြီဆိုတော့ငါအနေနဲ့မင်းရဲ့ကိုထွန်းလာကိုခေါ်ပြီးငါထန်တော်တဲ့ကနေမြန်မြန်လက်လိုက်တော့ကွာမင်းတို့ရဲ့စောက်ချက်သေးမရှိတဲ့အရှုံးသမားစောက်ခွက်တွေကိုငါမမြင်ချင်တော့ဘူးကွာမြန်မြန်လက်တော့ကွာဝင်းအောင်ငါပြောပြီးဓာမပေးနေတဲ့သွေးတွေကိုအင်းကြီးစနဲ့စိတ်ပြင်းနေပြေတုတ်တယ်မိမိတို့အချိန်တွေကိုမိမိတို့သဘောပေါက်တယ်အဲ့ဒါကြောင့်စံသိန်းကြော်တင်အာမတန်လို့မန်လျှော်လိုက်ကြတယ်အဲ့ဒီနောက်စံသိန်းကသတိလစ်နေတဲ့ဒေါ်လာကိုထမ်းပြီးကြော်သိန်းကမောင်အေးကိုသွားတွေ့ထို့နောက်မှာထန်တော်တွေကနေထွက်ကြတယ်ထို့သောဖြင့်စံသိန်းတို့ထွက်သွားပြီးနောက်တောင်းလောက်ကြတော့ထန်တော်တစ်ခုလုံးဝင်းအောင်တို့ရီမောတန်နေစုညံသွားကြတော့တယ်အဖြစ်ပြက်တွေကတော့အဲ့ဒီမှာအကုန်မဲ့ကုန်စံသိန်းစကားဆုံးတာနဲ့ထွန်းလာတောက်တစ်ချက်ခောက်ပြီးတော့ကိုပြစ်ကိုလက်သီးနဲ့အားကုန်ထိုးလိုက်တယ်အဲ့ဒီနောက်စံသိန်းကိုစားမတက်ဝါမတက်နှလုံးတွေနဲ့စိုက်ကြည့်တယ်ထိုအကြည့်တွေကြောင့်စံသိန်းနောက်ကိုတစ်ချက်တွန့်သွားတယ်ခွေးမသာစောက်သုံးမကြတဲ့ကောင်စောက်ချောက်တယ်ထွန်းလာကပြောပြောစော်စော်နဲ့စံသိန်းမျက်နှာကိုလက်သီးနဲ့အားကုန်ထိုးလိုက်တယ်ဖြောင်းဆိုစံသိန်းနောက်ကိုလဲထက်သွားပြီးချက်ချင်းဆိုသူတို့နှက်ခမ်းတောင်းကနေသွေးစာတချို့ထွက်လာတယ်ဟဲ့အောင်ခွေးမသာစောက်ချောက်အကြီးပြစ်ပြီးတော့စောက်သုံးမကြတဲ့ကောင်နေစောက်ဘောကောင်နေမင်းစောက်ခွက်ကိုငါဘာလို့ထိုးတာလဲသိလားထွန်းလာကရစရာမရှိအောင်ပြောပြီးတော့ဒေါသတကြီးမေးတယ်မသိဘူးကိုစံသိန်းကအထိုးခံရတဲ့ပါကိုလမ်းနဲ့ကန်ပြီးခတ်တီတီပြန်ပြေမသိရင်ထတ်ထိုးတယ်ကွာထွန်းလာကပြောပြောဆော်ဆော်နဲ့နောက်တစ်ချက်ထတ်ထိုးတယ်ဖျောင်းဆိုစံသိန်းနောက်ကိုလည်းထက်သွားပြန်တယ်ဟဲ့အောင်သိပြီလားမသိဘူးကိုမသိရင်ထတ်ထိုးတယ်ကွာထွန်းလာနောက်တစ်ချက်ထတ်ထိုးပြန်တယ်ဖျောင်းဆိုစံသိန်းနောက်ကိုလည်းထက်သွားပြန်တယ်ဟဲ့အောင်ခွေးမသာသိပြီလားမသိဘူးကိုခွေးမသာမျိုးမသိအောင်ကွာမသိအောင်ကွာထွန်းလာကပြောပြီးတစ်ချက်ပြီးတစ်ချက်စောင့်ထိုးတယ်တက်ဖြောင်းဖြောင်းနဲ့စံသိန်းကတစ်ချက်ပြီးတစ်ချက်အထိုးခံနေရတယ်အဲ့ဒါကြောင့်ခဏအတွင်းစံသိန်းမျက်နှာတစ်ခုလုံးဖူးရောင်ကိုင်းပြီးတော့သွေးလိမ့်လိမ့်ဖြတ်သွားတယ်ထို့သောဖြင့်နောက်တောက်နောက်ကြားမှထွန်းလာကထိုးတာကိုရက်ပြီးတော့သွေးလိမ့်လိမ့်ဖြတ်နေတဲ့စံသိန်းမျက်နှာကိုစားမတက်ဝါမတက်မျက်လုံးတွေနဲ့စိုက်ကြည့်ဟဲ့အောင်ခွေးမသာစောက်ချမင်းစောက်ခွက်ကိုငါဘာလို့ထိုးလဲသိပြီလားလို့ဒေါသတကြီးထပ်မိတယ်မသိဘူးကိုကျုပ်ဘာမှမသိဘူးကျုပ်သိတာတခုတည်းပဲကျုပ်ပယောဂကြောင့်ကျုပ်ချစ်ရတဲ့ညီနဲ့ကျုပ်ချစ်ရတဲ့အကိုအသက်မသေးဘူးပဲအဲ့ဒါပါကျုပ်သိတယ်အကိုတို့မသေးဘူးဆိုကျုပ်ဘာပဲလုပ်ရလုပ်မယ်ဗျာကုံပြောမယ်ဗျာဝင်းအောင်ချက်တော့ကိုဖတ်ပြီးတော့တောင်းပန်ရမယ်ဆိုရင်တော့ကျုပ်တောင်းပန်ပေးမယ်အတိတ်ကအကိုတို့အသက်ရှင်ဖို့ပဲအဲ့ဒါကြောင့်ကျုပ်ဒီကောင်းတွေကိုဘာမှပြန်မလုပ်ပဲထန်းတော်တဲ့ကနေဘာမှမဖြစ်တယ်လို့အေးစစ်စစ်နဲ့ပြန်ထွက်လာခဲ့တာကျုပ်အဲ့လိုပြန်မလာပဲမာယူရဲဆန်ပြီးတော့ဒီကောင်းတွေကိုပြန်ခံချမယ်ဆိုရင်ကျုပ်တို့အားလုံးသိမှာအမှန်ပဲအဲ့လိုပြောလို့ကျုပ်တရားမှာကြောက်တယ်လို့တော့မထင်နဲ့တော့ကိုကျုပ်ဆိုတဲ့ကောင်ကသူများတွေကိုလည်းတိတ်ရဲတယ်ကိုတိုင်းလည်းတိတ်ရဲတယ်စောက်ချောက်မဟုတ်ဘူးဗျသွေးမကြောင်တတ်ဘူးကျုပ်စောက်ယူထားလို့အကိုတို့ပါတေးရတယ်ဆိုတဲ့အဖြစ်မျိုးတော့ကျုံလုံးဝအဖြစ်မခံနိုင်ဘူးအကိုလက်လည်းမခံနိုင်ဘူးဗျာအဲ့ဒါကြောင့်ကျုပ်ဒီကောင်းတွေကိုပြန်ခံမချပဲထန်းတော်တဲ့ကအေးစစ်စစ်ပြန်ထွက်လာခဲ့တာအဲ့ဒါကိုကျုပ်စောက်သုံးမကြဘူးအကြီးမပီတာဘူးကြောက်တယ်လို့ထင်ရင်တော့အကိုသဘောပါပဲဗျာကျုပ်စောက်ခွက်ကိုစိတ်ကြိုက်တာထိုးအဲ့ဒါမှမတင်နေသေးဘူးဆိုရင်ရောဒါနဲ့ပါထပ်ထိုးဗျာစသိန်းကခါးကြားဓမြကိုဆွဲထုတ်ပြီးထွန်းလာရှိကိုပြစ်ချပေးလိုက်တယ်ထွန်းလာတောက်တစ်ချက်ခောက်ပြီးတော့ကိုပြစ်ကိုလက်သေးနဲ့ဝုန်းကနေမြောင်ထိုးလိုက်တယ်အဲ့ဒီနောက်ကိုပြစ်ပေါ်ကနေဆင်းပြီးအိမ်ပေါ်ကိုဒေါသတကြီးတက်သွားတယ်အဲ့ဒါကြောင့်ကိုပြစ်ပေါ်မှာစသိန်းတို့3ယောက်ပဲကြံခဲ့တယ်ဒီတော့မှကျော်သိန်းကအကိုစင်ပြေးရလားရှော့မျက်နှာကသွေးတွေကိုတုတ်လန်အောင်လို့ပြောပြီးသူရင်းကြီးကိုဆွဲချုပ်ပြီးစံသိန်းကိုပေးတယ်စံသိန်းကယူပြီးမျက်နှာသွေးကိုတုတ်တယ်ပြီးမှရော့ဆိုပြီးအင်းကြီးကိုကျော်သိန်းကိုပြန်ပေးတယ်အဆင်ပြေတာကွန်ကျော်သိန်းကစိုးရိမ်တကြီးမေးတယ်အေးပြေတယ်ဒီလောက်နဲ့ဘာမှမဖြစ်ဘူးတူရဲ့ကိုင်အိမ်တဲကနေထွန်းလာပြန်ထွက်လာတယ်လက်မလာနဲ့တော့မဟုတ်ဘူး
ညာလက်ထဲမှာတော့ငှက်ကြီးတောင်တစ်ချောင်းကိုကြစ်ပေါင်းစုပ်ကင်ထားတယ်ဟဲ့အောင်ငယ်အေးဟိုခွေးကိုငါသားတက်မလို့မင်းလိုက်ပါလားထုံးတော့ကိုပြစ်နာကိုလာပြီးတော့မဲတယ်ပေါင်ကြီးကပြန်မဖြစ်ဘူးလက်သီးကိုကြစ်ပေါင်းစုပ်ပြီးခေါင်းကိုအောင်းငုပ်ထားတယ်ဟဲ့အောင်ငယ်အေးမင်းကငါမင်းနေတယ်လေပျော်စမ်းမင်းလိုက်ပါလားထုံးတော့စိတ်မရှိတော့အဲ့ဒါကြောင့်လေတံမာနဲ့မဲတယ်ဒီတော့မှမောင်ကြီးခေါင်းကိုမော်ပြီးတော့အကိုပြစ်သူစံသိန်းမျက်နှာကိုတိတ်ပယ်ပါကြည့်တယ်စံသိန်းကမျက်လုံးကိုစုံမဲ့ပြီးခေါင်းရမ်းပြတယ်ဟဲ့အောင်ငယ်အေးကြားတယ်ကွာမြဲမြံဖြစ်ငါစိတ်မရှိတော့ဘူးမင်းလိုက်မလားမလိုက်ဘူးလားမလိုက်ရင်လည်းမလိုက်ဘူးပြောမင်းမလိုက်ရင်ငါတယောက်တည်းသွားမှာကွာအကိုတယောက်တည်းမသွားရဘူးကိုဒါပြစ်ထမင်းငါနဲ့နှစ်ယောက်သွားမယ်ကွာမသွားဘူးကိုဘာကွာဟုတ်တယ်ကိုမသွားဘူးကျုပ်မသွားတယ်လို့အကိုလည်းဘယ်မှမသွားဘူးခုနေသွားရင်ကျုပ်တို့ကိုတေသွင်းကိုတူးတယ်လို့ဖြစ်နေမှာပေါ့ကျုပ်တို့မှလွန်ရမရှိဘူးအကိုဒီလူလောက်နဲ့လည်းဘာမှလုံးလို့မရဘူးဒီကောင်နေပါကလူဝင်ရအလုံးရင်းရှိတယ်အဲ့ဒါကြောင့်တိမ်မာတိတိနေတော့ကျုပ်တို့မယူရဲမဆန်ကျင်ဘူးဗျဟဲ့အောင်ငယ်အေးမင်းစောက်ကြောက်လားသွေးကြောက်နာလားကွမင်းတိမ်မာကြောက်နေတာလားဟုတ်တယ်ကိုကျုပ်တိမ်မာကြောက်တယ်ဟိုခွေးမသားဝင်းအောင်ကိုကျုပ်လက်နဲ့ကျုပ်ကိုယ်တိုင်မသက်ရသေးသေးကျုပ်တိမ်မာကြောက်တယ်မောင်ရေးစကားကြောင့်ထွန်းလာဒေါသအလွန်ထွက်သွားတယ်အေးအဲ့တော့ကြောက်နေရင်မင်းပစိုးမဝင်နဲ့ကွာထမင်းဝက်ထားတော့ပြီးရင်စီပလင်ခါကြထိုးပြီးတော့ဖင်ခံလိုက်ကွာလူမိုက်မလုပ်တော့နဲ့မအေးတို့စောက်ကြစောက်တော့မကြတဲ့ကောင်မလိုက်ရဲရင်နေခဲ့ငါတယောက်တည်းသွားမယ်တွန်းလာဒေါသတကြီးပြောပြီးတော့ထွက်သွားတော့တယ်ပရိသတ်များရှင်ဒီကနေ့ရဲ့တင်ဆက်မှုလေးကတော့ဒီနေရာမှာပြီးဆုံးပါပြီဒီကနေ့ရဲ့တင်ဆက်မှုလေးကိုစုံထိလိုက်ပါနားဆင်အားပေးခဲ့ကြတဲ့ချစ်ရတဲ့ပရိသတ်တဦးချင်းစီတိုင်းကိုထူးပင်ကျေးဇူးတင်ပါတယ်တာယာပျော်ရွှင်တဲ့နေ့တီလေးကိုပိုင်ဆိုင်နိုင်ကြပါစေရှင်ကိုပိုင်ဆိုင်